လိုက်တာကွာငါဘာလို့ရင်ကောင်းမလဲမသိဘူးကွာငါဒါနဲ့တရင်လေးကြည့်ရင်ကောင်းမလားမသိဘူးငါတရင်လေးတွက်ရှာလိုက်ပါအောင်မတရင်နဲ့မှဘာလာမလဲဒီတရင်တူးတွေဘာရှိပလဲဆိုတာငါတွက်ကြည့်လိုက်ပါဦးကွာဟာတရင်ကလည်းဒီတခိုးကိစ္စပဲကြာလိုက်ဒီတခိုးကိစ္စဒါကြီးပဲလာနေတာငါဒီနေ့ဘာမှလုပ်စရာမရှိဘူးကွာငါဒီနေ့လူတွေကငါပြဿနာရှာမယ်အေးဟုတ်တယ်ကွာဒီချမ်းမလို့လူတွေပြဿနာရှာမယ်တော့မနည်းကားလေကွာအမေဟိုဖြစ်နေတယ်အထားပါတော့ကဲဒီမှာလို့ရမယ်လာတိုင်းရမင်းတို့ကောင်းနေဒါမင်းတို့ကဒါနေချိန်မှာလာစမ်းမင်းတို့ကောင်းနေငါအရင်နေ့ငါတော့ကွာလူတွေကိုခဲ့တယ်မဲ့ဒီနေ့ငါပြင်းတဲ့အတွက်လူတွေရော့အောင်ပြဿနာရှာမှာဟဲ့အောင်လာတယ်အောင်မပြေးနဲ့ရောက်ဟဲ့အောင်မပြေးနဲ့လို့ပြောနေရော့ကွာဟောအေးရငါဒီနေ့လူတွေမှာငါတောင်းကြမ်းမယ်ရော့ကွာကဲအေးအောင်စပင်းရှိနဲ့ကရုံးစပင်းရှိနဲ့ဦးကရုံးဒီမှာလဲစပင်းရှိနဲ့ကရုံးမတ်စကတာထားတဲ့စပင်းရှိနဲ့ကရုံးရောက်ရော့ကွာဟဲ့မလုံးနဲ့ရောက်ရဲလာရောက်လာကခေါင်းနေမင်းတို့ခေါင်းနေရော့ကွာစပင်းရှိနဲ့ကရုံးနဲ့စပင်းပေါ်နဲ့တော်တာရော့ကွာပဲတီမင်းတော့ရောက်နေမင်းတို့ခေါင်းရောက်ရဲလာလမ်းပြိုင်မလာလမ်းပြိုင်မဟေ့ရမင်းကမချိနေဘူးကွာမင်းကမချိနေဘူးလာစမ်းမတော့ရော့ကွာနူးမတာရော့နူးမတာဟဲ့အောင်နေဟဲ့လည်းမကြောက်ဘူးနိုးရောက်နေမင်းတို့ကဘာဖြစ်ကြတာလဲပြောက်ကစမ်းရမှာကတော့လဲရောက်နေကစမ်းမရောက်မင်းတို့တွေငါလောင်ချာရှိတယ်ညီလားလောင်ချာလားဘုံလားမသိဘူးရော့ကွာကဲဟဲ့မင်းမဖြစ်ချင်တာလဲဟာငါရောက်တော့ရိုးဝါကဲဖမ်းခါလေးရပြီကွာလာစမ်းထားပါတော့လာစမ်းဒီတော့ခေါ်နေရောက်ရိုးကွာဒီတော့ခေါ်နေရောက်လူထဲမှာငါတောင်းကြမှာရိုးကွာဒီငါကားနဲ့ပဲတိုက်နေရခေါင်းနဲ့လာစမ်းရောက်မင်းဘာဖြစ်ချင်ရောက်ထုံးနေရင်မှာအမထုံးနေရင်မှာမင်းထုံးငါလည်းထုံးနေရိုးကွာရောက်လာစမ်းရောက်ကားရတာကောင်းတော့ရောက်ရိုးဝါတီမနော်မကောင်းမွန်းအားတိုင်းရောက်မြောက်ကြောက်တာလို့နေရလေရောက်ဟေးအောင်ဒီမှာရှင်းရငါတို့ဖမ်းလို့မရအောင်ရိုးလာစမ်းမင်းတို့ကောင်းနေလာစမ်းရမင်းအဲ့လိုပုံပွနေတယ်ရောက်ပုံပွနေအေးငါပြန်လို့ရရလားအေးဟဲ့မင်းဘာဖြစ်နေလဲရိုးကွာကဲဒီမေရောက်မင်းဘာဖြစ်နေလဲရိုးမင်းနဲ့ကောင်လည်းမကြောက်ဘူးရောက်ဘိုင်ရိုးကွာရိုးတေးစမ်းကဲငါပတ်စံနေရလာတယ်ကွာရောက်လာပြန်မင်း
ကားနဲ့ရှောက်တော့ရမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုတော့ like and subscribe လုပ်ပေးတော့ကြပါဦးဒီ game လေးကိုစောင့်ကြည့်နေဆိုရင်တော့ Play Store မှာ Do.Watch မှာတွားရရှာလိုက်ပါ download ပြီး install လုပ်ပြီးရတယ် Pro ဆော့နေမှပြီဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုတော့ like and subscribe လုပ်ပေးတော့ကြပါဦးအားလုံးပဲဘိုးဘိုင်ပါ